မကုန်နွေထွေးတဲ့အမိရဲ့ရင်ခွင်မေးစကူဝင်ဒီစဘူးတစ်ခွင်မှာအနိုင်မမြတ်တော်များနေတာလောကရန်တရားကိုကြံ့ကြံ့ခံကသမီးလေးဘဝအတွက်အစင်သာလမ်းပြစေဆောင်ပမာကုန်ကျေးဇူးရဲသမီးအလိမ်မလေးဆက်လို့မကုန်နဲ့နွေထွေးတဲ့အမိရဲ့ရင်ခွင်မေးစကူဝင်ဒီစဘူးတစ်ခွင်မှာအနိုင်မမြတ်တော်များနေတာလောကရန်တရားကိုကြံ့ကြံ့ခံကသမီးလေးဘဝအတွက်အစင်သာလမ်းပြစေဆောင်ပမာချပါမတိုင်းတပါအမြင်မသမီးအမင်းကိုလွမ်းလို့တဲ့ရင်နေတိကြအချိန်ကအရွယ်ရလာမင်းကဘဝကိုရောက်စီခဲ့စင်မငယ်စဉ်ကအမင်းကျေးဇူးကိုကိုရကြောင့်မခံရရအမင်းမြတ်တာအမင်းမြတ်တာမြင့်မောင်တောင်မကကျေးဇူးကြီးမလာပြီလားနွေထွေးတဲ့အမင်းရဲ့ရင်ခွင်မှာသမီးလေးတွေထာဝရမဟုတ်တော့သားလေးတွေလမ်းပြချေပါမအပြောင်းများမပြတ်ချစ်ချင်းမြတ်တာအနန္တငါပြဦးရင်မိုးနဲ့ပန်းကလေးသမားအမေထားသောသမီးလေးလာရအခါကအမေသမီးအမေကိုလွန်လိုက်တာမေဟိုးငယ်စဉ်ကအမေပြောပြခဲ့တဲ့စကားလေးတစ်ခေါက်ပြန်တန်းရခက်တယ်ဆိုတာသမီးနားမလဲခဲ့ပေမဲ့အခုချိန်မှာမိခင်တယောက်ရဲ့မေတ္တာတရားဟာဘယ်အရာနဲ့မှနိုင်ရှင်မရအောင်ကျေးဇူးကြီးမားလာတယ်ဆိုတာကိုယ်ရဲ့ကြောင့်မှခံစားနားနဲ့တက်ပါပြီမေအမေနေရကောင်းရင်လိုက်ရင်သမီးကတော့တိုင်းတစ်ပါးမှာလောကရန်ရဲ့အခက်ခဲတွေကြောင့်ကြံ့ကြံ့ခံရင်ဆိုင်ရင်းအမေပေးတဲ့ခွန်အားတွေနဲ့အမေမြင်လေးဘဝလာပါဖို့အတွက်သမီးမိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေပါတယ်အမေနဲ့ရွာကိုလည်းလွမ်းနာဖို့အမေမပြည့်စုံသေးတဲ့ဘဝမို့ကြိုးစားရုံကရင်သမီးနဲ့အမေမြေပြန်လာမယ်နဲ့ကိုညှော်နေပါတော့အမေနေကောင်းချမ်းပါပါစေလို့အချိန်ချင်းကနေ့စဉ်ဆူတောင်းကြောက်လိုက်ရပါတယ်အမေနေကောင်းချမ်းပါပါစေလို့ဘဝကတန်တရားဆုံးလည်းရချပါမတိုင်းတပါအမြင်မသမီးအမင်းကိုလွမ်းလို့တဲ့အချိန်ကအရွယ်ရလာမင်းကဘဝကိုရောက်စီခဲ့စင်မငယ်စဉ်ကအမင်းကျေးဇူးကိုကိုရကြောင့်မခံရရအမင်းမြတ်တာအမင်းမြတ်တာမြင့်မောင်တောင်မကကျေးဇူးကြီးမလာပြီလားမ
ထား